ခါတလေလူတယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေတဲ့အရာကြီးမားတဲ့အဖြစ်အပျက်ကြီးမဟုတ်ဘူး။သိငယ်တဲ့အသွေးတစ်ခုဖြစ်နိုင်တယ်။ဒီနေ့ကျွန်တော်ပြောချင်တာဘဝမှာလူအများစုနောက်ကျမှသဘောပေါက်ကြတဲ့အရာတွေအကြောင်းပဲ။ပထမဆုံးအချက်လူတိုင်းခင်ဗျားကိုနားလည်ပေးမယ်လို့မမျှော်လင့်ပါနဲ့။ခင်ဗျားဘယ်လောက်ကောင်းကောင်းခင်ဗျားဘယ်လောက်ကြိုးစားခင်ဗျားကိုမကြိုက်တဲ့လူကရှိနေအောင်ပါပဲ။တချို့လူတွေကခင်ဗျားအောင်မြင်လာတာကိုမကြိုက်ဘူး။တချို့ကခင်ဗျားပြောင်းလဲသွားတာကိုမကြိုက်ဘူး။တချို့ကတော့ဘာအကြောင်းမှမရှိဘဲနဲ့ခင်ဗျားမလို့မကြိုက်တာ။ဒါကပုံမှန်ပဲဘဝမှာအရေးကြီးတာလူတိုင်းကျင့်တဲ့နေအောင်နေဖို့မဟုတ်ဘူးကိုယ့်ကိုယ်ကိုမရှုံးဖို့ပဲဒုတိယအချက်အချိန်ဆိုတာပြန်မရဘူးပတ်စံပြောက်ရင်ပြန်ရှာလို့ရတယ်အလုပ်ပြုတ်ရင်အသစ်ရှာလို့ရတယ်လူတစ်ယောက်ထွက်သွားရင်အသစ်တွေ့နိုင်တယ်ဒါပေမဲ့ပုံသွားတဲ့အချိန်ကိုတော့ဘယ်တော့မှပြန်မရနိုင်ဘူးဒါကြောင့်ခင်ဗျားရဲ့ဘဝကိုခင်ဗျားမကြိုက်တဲ့အရာတွေနဲ့အချိန်မဖြုံးပါနဲ့တချို့လူတွေကသူများအမြင်ကိုကြောက်ပြီးဘလို့ရှင်တာကိုမလုပ်ရဲကြဘူးဒီလိုနဲ့တဘဝလုံးသူများစိတ်ကြိုက်ပဲနေသွားကြတယ်နောက်ဆုံးအသက်ကြီးလာတဲ့အချိန်မှာငါ့ဘဝကိုငါမနေခဲ့ရဘူးဆိုပြီးနောက်လိုက်ရကြတယ်တကယ်တော့ခင်ဗျားရဲ့ဘဝကိုခင်ဗျားပဲတာဝန်ယူရမှာတခြားလူကမယူပေးဘူးတတိယချက်လူတိုင်းကခင်ဗျားနဲ့သူအမြဲရှိနေမှာမဟုတ်ဘူးတချို့ကခင်ဗျားအဆင်ပြေနေတဲ့အချိန်မှာပဲရှိတယ်တချို့ကခင်ဗျားစီကအကျိုးရှိတဲ့အချိန်မှာပဲရှိတယ်ခင်ဗျားအခက်အခဲကြုံလာတဲ့အချိန်မှာတဖြည်းဖြည်းပြောက်ွယ်သွားကြတယ်အဲ့ဒီချိန်ကျမှဘသူကတကယ်ကိုယ့်လူလဲဆိုတာသိလာတယ်ဒါကြောင့်လူများတာကိုမကြည့်ပါနဲ့ကိုယ်ဘေးမှာဘသူတွေအမှန်တကယ်ရှိနေလဲဆိုတာကိုပဲကြည့်ပါစတုတ္ထအချက်အောင်မြင်ခြင်းရင်စိတ်ထက်ကြတဲ့နေ့တွေကိုလည်းဖျက်ကျော်နိုင်ရမယ်လူအများစုကအောင်မြင်ခြင်းတယ်ဒါပေမဲ့နာကျင်မှုတော့မခံချင်ဘူးပြင်ပန်းတာမလို့ခြင်းဘူးဝေဖန်တာမကြိုက်ကြဘူးဒါပေမဲ့အောင်မြင်မှုတိုင်းရဲ့နောက်မှာခက်ခဲမှုရှိတယ်ဘသူမှလွယ်လွယ်နဲ့မရအောင်ခင်ဗျားအခုကြည့်ပြီးအားကြနေတဲ့လူတွေမှာလည်းသူတို့မပြောပြတဲ့နာကျင်မှုတွေရှိခဲ့တယ်တချို့ညတွေမှာသူတို့လည်းငိုခဲ့ဘူးတယ်တချို့အချိန်တွေမှာသူတို့လည်းလက်လျှော့ခြင်းခဲ့ဘူးတယ်ဒါပေမဲ့သူတို့မရက်ခဲ့ဘူးအဲ့ဒါကြောင့်သူတို့ဒီလိုနေမျိုးရောက်လာတာဒီသမားချက်မြတ်ရဲ့စိတ်ကိုဂရုစိုက်ပါလူတွေကခန္ဓာကိုယ်ဖျားနိုင်ရင်စိတ်ကူကြတယ်ဒါပေမဲ့စိတ်ပင်ပန်းနေတာကိုတော့လေ့ကျူထားတတ်ကြတယ်အမြဲတမ်းစိတ်ပစ္စည်းနေမယ်အမြဲတမ်းအားငယ်နေမယ်အမြဲတမ်းကိုယ့်ကိုယ်ကိုမုန်းနေမယ်ဆိုရင်ခင်ဗျာဘာမှကောင်းကောင်းမလုပ်နိုင်ဘူးတခါတလေအနားယူဖို့လဲလိုတယ်ကိုယ့်ကိုယ်ကိုခိုးလွတ်ဖို့လဲလိုတယ်အမြဲတမ်းပြည့်စုံနေဖို့မလိုဘူးစတ္တမချက်နှိုင်းရှင်တာကဘဝကိုပျက်စီးစေတယ်အခုကမှလူတွေကသူများဘဝကိုအရင်ကြည်လွမ်းကြတယ်ဒီလူပါဝင်နိုင်လဲဒီလူဘလောက်အောင်မြင်လဲဒီလူဘလောက်လာလဲဒီလိုနဲ့ကိုယ့်ဘဝကိုမပြောတော့ဘူးဒါပေမဲ့ခင်ဗျားမသိတာတခုရှိတယ်လူတိုင်းမှာသူ့ပြဿနာနဲ့သူရှိတယ်အပြစ်မှန်ပြုံးနေတဲ့လူတစ်ယောက်ကအတွင်းမှာကျိုးပဲ့နေနိုင်တယ်လူမှုကွန်ရက်ပေါ်မှာပျော်နေတဲ့လူတစ်ယောက်ကတကယ်ဘဝမှာအထီးကျန်နေနိုင်တယ်ဒါကြောင့်သူများဘဝကိုမကြည့်ပါနဲ့ကိုယ်လောင်းကိုရှောက်ပါတနမချက်မိဘတွေရှိနေတော့တန်ဖိုးထားပါလူအများစုကဆုံးရှုံးပြီးမှတန်ဖိုးတိကြတယ်မိဘတွေဖုံးခေါ်တာစိတ်ရှုပ်တယ်ထင်တယ်စူတာကိုမကြိုက်ဘူးထက်ကပြောတာကိုညင်းငွေတယ်ဒါပေမဲ့ဒီနေ့ကျရင်အဲ့ဒီအတန်တွေကိုပြန်ကြားရှင်တော့မရတော့ဘူးအဲ့ဒီနေ့ရောက်မှငါဘူကောင်းကောင်းဆက်ဆံခဲ့တယ်နဲ့လို့နောက်တော့ရတတ်ကြတယ်ဒါကြောင့်ချစ်တဲ့လူတွေကိုရှိနေအောင်တန်ဖိုးထားပါပထမအချက်ဘဝမှာအရာအလုံးမသိမြဲဘူးပျော်ရွှင်မှုလည်းမသိမြဲဘူးနာကျင်မှုလည်းမသိမြဲဘူးအခုခင်ဗျအရင်စိတ်ညစ်နေရင်တော့ဒါကသာဝရမဟုတ်ဘူးအချင်းကြားလာရင်အရာအလုံးပြောင်းလဲသွားတယ်ဒါကြောင့်အစမပြေတဲ့နေ့တွေမှာကိုယ့်ကိုယ်လက်မလျှော့ပါနဲ့တနေ့ကျရင်ဒီနေ့တွေကိုပြန်ကြည့်ပြီးငါဖျက်ကျော်နိုင်ခဲ့တာပဲဆိုပြီးပြောနိုင်လိမ့်မယ်နော်မချက်စကားလုံးတွေမှာအားရှိတယ်တချို့စကားတွေကလူတစ်ယောက်ကိုပြန်မထနိုင်အောင်ကြိုးပယ်စေနိုင်တယ်တချို့စကားတွေကလူတစ်ယောက်ရဲ့ဘဝကိုကယ်တင်နိုင်တယ်ဒါကြောင့်စကားမပြောခင်မှာစဉ်းစားပါတစ်ခါပြောပြီးသွားတဲ့စကားကိုပြန်သိမ်းလို့မရအောင်နောက်ဆုံးအချက်အနေနဲ့ပြောချင်တာကဘဝကတူတယ်တကယ်အရန်တူတယ်ဒါကြောင့်ခင်ဗျားချစ်တဲ့အရာကိုလုပ်ပါခင်ဗျားချစ်တဲ့လူတွေကိုတန်ဖိုးထားပါအိမ်မက်နောက်ကိုလိုက်ပါခင်ဗျားကိုခင်ဗျားမယုံတဲ့နေ့တွေရှိလာနိုင်တယ်ဒါပေမဲ့လက်မလျှော့ပါနဲ့တဖြည်းဖြည်းနဲ့ခင်ဗျားထင်တတ်တာတဲ့ပိုဝေးရောက်သွားနိုင်တယ်တနေ့ကျရင်အခုခင်ဗျားဖြတ်တန်းနေတဲ့နိုင်မှုတွေကခင်ဗျားကိုပုံမှန်ကြောတဲ့လူတစ်ယောက်ဖြစ်လာစေလိမ့်မယ်ဒါကြောင့်ဘလောက်ပဲပင်ပန်းရှေ့ဆက်ပါဘဝကအဆုံးမတက်တွေအခွင့်အလမ်းရှိနေတဲ့အခွင့်အရေးရှိနေသေးတယ်